အပိုင်း7ရဲ့အစမှာတော့ရှေ့ဆုံး3ယောက်ရဲ့အမှားကြောင့်လွယ်လွယ်ကူကူအဆင့်တွေတက်သွားခဲ့တာကြောင့်ဒီလိုအခွင့်အရေးမျိုးကိုတော့အာခါဘာတယောက်ကတော့သဘောကျနေခဲ့ပါတယ်။သူရှိကကားနှစ်စီးကိုလည်းကြော်မယ်ဆိုရင်ကြော်လို့ရနေပေမဲ့ပြိုင်ပွဲကအစပဲရှိသေးတော့တာယာတွေကိုချွေတာသုံးနေတာကြောင့်မကြော်တက်ဖက်နဲ့နောက်ကနေပဲအခြေအနေကြည့်လိုက်နေခဲ့ပါတယ်။သူ့နောက်ကအိုင်ဘာကလည်းကနေဒါအကြောင်းကိုမေးနေခဲ့တာကြောင့်သူ့ရဲ့ပါတနာကတော့ကနေဒါအဆင်ပြေပါတယ်လို့ပြန်ပြောလိုက်ပြီးတော့ကိုဂီးဆိုင်ဖို့ကိုလည်းမှားနေခဲ့ပါတယ်။အိုင်ဘာကလည်းကနေဒါနဲ့အခုချိန်ဒီတစ်ခါမှပြိုင်မမောင်းရသေးပဲအခွင့်အရေးလည်းမရတာကြောင့်ဒီတစ်ခါတော့ပြန်ရပြီလို့လည်းတွေးနေခဲ့ပါတယ်။တစ်ဖက်ကဂျက်ဆင်ဒေလာကလည်းကိုဂီကိုသူ့အမြင်လေးစားအားကြရပေမဲ့ဒီအတိုင်းတော့လွယ်လွယ်အကျော်မခံချင်ခဲ့သလိုကြော်မယ်ဆိုရင်လည်းအမိုက်စားအကွက်တွေနဲ့နှစ်ယောက်သားအကျိတ်နဲ့ပြန်ပြီးကမှကြော်သေးခြင်းခဲ့ပါတယ်။ကိုဂီကလည်းသူ့ရှိကပေါ်ရှဲကားကိုကြော်တက်ဖို့လွယ်ကူနေမှာမဟုတ်တာကြောင့်အားနည်းချက်ကိုလည်းအမြန်ရှာနေခဲ့ရပါတယ်။ကနေဒါတို့အတွဲကလည်းအချိန်ကုန်မောင်းနေကြရင်နဲ့သူတို့ရဲ့နောက်ထပ်ပြစ်မှတ်ကတော့နှစ်ဆက်ချန်ပီယံအီရှီဂါမီပဲဖြစ်နေခဲ့ပါတယ်။အီရှီဂါမီကလည်းကနေဒါသူ့နောက်ကိုရောက်လာတာကသူ့အတွက်ဖိအားတစ်ခုဖြစ်နေခဲ့တာကိုသူကိုယ်တိုင်လည်းသိနေခဲ့ပါတယ်။ကားသမားတွေအားလုံးထဲမှာမောင်းတဲ့ပုံစံခက်မရအခက်ဆုံးနဲ့မဖြစ်နိုင်တာတွေကိုလုပ်ပြနိုင်တာကြောင့်သတိထားဖို့လိုသလိုလွယ်လွယ်နဲ့ကြော်လို့ရမယ်ထင်နေတာလားလို့လည်းတွေးနေခဲ့ပါတယ်။နောက်ကဘဂင်မောင်ဝါကလည်းကနေဒါကကားတစ်စီးကိုပုံစံတစ်မျိုးနဲ့ကြော်ပြလာတာကြောင့်အခုလဲကြော်ရခက်တဲ့ချန်ပီယံကြီးကိုဘယ်လိုကြော်ပြမလဲဆိုတာကိုလည်းသိကျင်နေခဲ့ပါတယ်။အခုချိန်မှာတော့ကိုဂီကဂျက်ဆင်ဒေလာကိုကြော်တက်ဖို့တဲ့ဘေးချင်းရှင်မောင်းနေတာကရေတကုံမှာဖြစ်နေတဲ့အပြင်ကိုဂီကကားချင်းမှာတိုက်လိုက်တာကြောင့်ဂျက်ဆင်ဒေလာရဲ့ကားကဟန်ချက်ပြတ်သွားတော့ကိုဂီကြော်တက်တာကိုလည်းခံလိုက်ရပါတယ်။ကြီးညာသူတွေကလည်းကိုဂီတုံးသွားတဲ့နီးစနစ်ကိုပြန်ပြောပြနေခဲ့ပါတယ်။ရေတကုံကိုအများစုကဘဲလမ်းကြောကဝင်ရပေမဲ့ကိုဂီကညာဘက်ကစဝင်လိုက်တဲ့အပြင်ပေါ်ရှဲကားကအင်ဂျင်ကိုနောက်မှထားထားတာနဲ့စီယာတိုင်းကိုမြန်မြန်သုံးလို့မရတဲ့အားနည်းချက်ကိုသိလို့အခုလိုရည်ရွယ်ချက်ရှိတိုက်ပြီးကြော်သွားခဲ့တာကိုလည်းရှင်းပြနေခဲ့ပါတယ်။ရှေ့ဆုံးကမိုရိုပိုဂျီကလည်းအားကုန်ထုံမောင်းနေခဲ့ပေမဲ့အမ်မာကတော့သူ့နောက်ကိုတောက်လျှောက်လိုက်ကပ်နေတာကြောင့်တော်တော်တိုင်ပတ်နေခဲ့ပါတယ်။နောက်ကအမ်မာကတော့သူဒီလိုလိုက်ကပ်နေတာကအရေးချင်းရှိပြီးတော့အတွေ့အကြုံမရှိတဲ့သူကိုနောက်ကနေဖိအားပေးနေခဲ့တော့အမြန်ဆုံးပိုတင်လိုက်တိုင်းမှာတိုင်ယာတွေပိုကုန်တာကြောင့်မိုရိုပိုဂျီကိုလက်ကျိုးသွားတဲ့လက်ဝိတ်သမားတယောက်လိုဖြစ်အောင်လုပ်နေခဲ့ပါတယ်။ပြီးတော့လည်း MFG ကိုဝင်ပြန်ကြည့်ကမှခက်ခဲမှန်သိလိုက်ရပြီးတော့ဒီကစီကန်းတွေကအင်ဂျင်ကိုမကန့်သက်ထားပေမဲ့အလေးချိန်တိုင်ယာမျိုးစားတွေကိုကန့်သက်ထားတာကြောင့်ကားကောင်းရုံနဲ့ထိတ်ဆုံးကိုမရောက်နိုင်မဲနဲ့နီးစနစ်ကောင်းပြီးပါရမီပါတဲ့သူကသာအောင်မြင်နိုင်မယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်။ပြီးတော့လည်းကနေဒါကိုသူတို့ဆရာတာကူမီကဘာကြောင့်ဂျပန်ကိုလွတ်လိုက်တာလဲဆိုတာကိုလည်းနားလည်လိုက်ပါတယ်။အခုချိန်မှာတော့ကနေဒါကအီရှီဂါမီကိုနောက်ကနေအတင်းကပ်မောင်းပြီးတော့ဖိအားတွေပေးနေခဲ့ပေမဲ့အီရှီဂါမီရဲ့ကားကိုကြော်တက်ဖို့အတွက်တိုင်ယာတွေကိုအတင်းဖိအားပေးသုံးလိုက်လို့မဖြစ်သေးတာကြောင့်တခြားနည်းလမ်းကိုလည်းစဉ်းစားနေခဲ့ရပါတယ်။တစ်ဖက်ကမိုရိုပိုဂျီတို့ကလည်းရေတကုံကိုအရှိန်ပြည့်နဲ့ခုံကြုံနေခဲ့ကြပါတယ်။အီရှီဂါမီဥဆောင်လာတဲ့အဖွဲ့ကလည်းရေတကုံနားကိုနီးလာနေခဲ့ပါတယ်။ကနေဒါကတော့ရေတကုံကိုခုံကြော်မဲ့နေရာမှာကြော်ဖို့စဉ်းစားလိုက်တယ်လို့နောက်ကဘဂင်ပောင်ဝါကလည်းဒီအကြောင်းကိုသူရေးမိနေခဲ့ပါတယ်။ဒီလိုနဲ့အီရှီဂါမီကရေတကုံကိုစကြော်လိုက်တာနဲ့ကနေဒါကဘေးချင်းရှင်ခုံလာခဲ့တယ်လို့ဘဂင်ပောင်ဝါပါကတ်လိုက်လာခဲ့ပါတယ်။ဒါကိုမြင်နေရတဲ့နိုဒိုမီကတော့သူ့မျက်လုံးကိုတော့မှမယုံနိုင်ဖြစ်နေခဲ့ပြီးသူတို့လိုလဲမန်ယူအက်ဆန်တဲ့ပုံစံမျိုးမလုံနိုင်ဖြစ်နေခဲ့ပါတယ်။ဆက်ပြီးတော့လည်းအတူတူပြန်ကျလာတဲ့အီရှီဂါမီတို့ကရှင်းမောင်းနေခဲ့ကြပြီးအပြင်းမဲ့လမ်းကြောဖြစ်နေတဲ့ကနေဒါကလည်းအတင်းလိုက်ကမောင်းနေခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ခွင့်မှာအတွင်းဘက်ကရသွားတဲ့ကနေဒါကကြော်တက်နေတယ်လို့သူ့နောက်မှာလည်းဘဂင်မောင်ဝါပါကတ်လိုက်လာခဲ့ပါတယ်။အီရှီဂါမီကလည်းမတက်နိုင်လို့သာအကျော်ခံလိုက်ရတာကြောင့်မကျေနပ်ချက်တွေများနေခဲ့ပြီးတော့နောက်ကနိုဒိုမီကိုတော့သူတားနိုင်ခဲ့ပါတယ်။ကြေညာသူတွေကလည်းမထင်မှတ်ထားတဲ့ပုံစံနဲ့ကြော်ပြလိုက်တဲ့ကနေဒါကစားခုံကလေးကပြန်ကျလာရင်ကားကိုမတည်ငြိမ်တဲ့ပုံစံကိုတမင်လုပ်ပြီးမှအမြန်ဆုံးတင်လို့ကောင်းသွားတာကြောင့်အီရှီဂါမီလိုကားသမားမျိုးတော်မတားနိုင်ခဲ့တာလို့လည်းရှင်းပြနေခဲ့ပါတယ်။နိုဒိုမီကလည်းသူတတ်နိုင်တဲ့လောက်လိုက်ကပ်မောင်းနေခဲ့ပေမဲ့ခုံကြော်တဲ့နေရာမှာကြော်တက်မယ်လို့မထင်ထားခဲ့တာကြောင့်အခုတော့နောက်မှပဲကြံနေခဲ့ရပြီးကနေဒါမောင်းတဲ့ပုံစံကိုကြည့်နေရတာနဲ့သူပျော်နေတာကြောင့်ကနေဒါကိုချစ်မိသွားပြီလို့လည်းတွေးနေခဲ့ပါတယ်။အခုချိန်မှာတော့အတွဲညီညီနဲ့ကြော်တက်နေတဲ့သူတို့နှစ်ယောက်ကဒုတိယအပတ်မှာနဲ့အဆင့်6ထိပြန်ရအောင်စွမ်းဆောင်ပြနေခဲ့တာကြောင့်ဥကာဒါကလည်းမယုံနိုင်ဖြစ်နေခဲ့ပြီးတော့ဆက်ကြိုးစားဖို့ကိုလည်းတိုက်တွန်းနေခဲ့ပါတယ်။ရှေ့ဆုံးကမိုရိုပိုဂျီကလည်းပြိုင်ပွဲကဒုတိယအပတ်ပဲရှိသေးပေမဲ့တိုင်ယာတွေကစပါနေပြီးတော့သူ့ရဲ့ပါတနာကလည်းအမြန်နှုံးကိုပြန်ထိတ်မောက်မှုပြောနေခဲ့ပါတယ်။ဒါပေမဲ့မိုရိုပိုဂျီကတော့ဒါကိုသဘောမကျဘဲနဲ့သူတိုင်ယာတွေကုန်နေဆိုရင်အမ်မာလည်းတိုင်ယာတွေကုန်မှာပဲဆိုပြီးတော့မင်းကလေးတယောက်ကြော်တက်မှာကိုလည်းမလိုလားခဲ့ပါဘူး။ဒီပြိုင်ပွဲကိုကြည့်နေတဲ့ခက်စကဲကလည်းတိုင်ယာတွေကိုစနစ်တကျမသုံးတတ်တဲ့သူ့တစ်ဘက်ကိုဒေါသတွေထွက်နေခဲ့ပြီးတော့သူ့နောက်ကအမ်မာကတိုင်ယာတွေကိုစနစ်တကျသုံးနေတာကိုလည်းခက်စကဲကသိနေခဲ့ပါတယ်။အခုချိန်မှာတော့ဆာကာမိုတိုနဲ့ကိုဂီတို့ကတွေ့နေကြပြီးတော့ဆာကာမိုတိုကတော့ကိုဂီဘယ်လိုရောက်လာလဲဆိုတာကိုမသိဖြစ်နေခဲ့တယ်လို့
အကျော်မခံချင်တာကြောင့်လမ်းပိတ်မောင်းနေခဲ့ပါတယ်ဒါကိုသိနေတဲ့ကိုကီကလည်းဖြည့်ရှင်းဖို့နီးလန့်ရှိနေတာကြောင့်ပိတ်လက်ဆန်းမှဆိုပြီးတော့ဆာကာမိုတိုရဲ့ကားကိုနည်းနည်းတိုက်လိုက်တော့ဟန်ချက်ပြတ်သွားတဲ့ကားကိုပြန်ထိန်းနေရတဲ့အချိန်မှာပဲကိုကီကကြောတက်သွားခဲ့ပါတယ်ကိုကီကတော့နီးစနစ်ဆိုတာထက်ကြောတက်ဖို့အတွက်ဒါကိုနီးလန့်ကောင်းတစ်ခုလို့လည်းအမြဲသုံးနေခဲ့ပါတယ်တစ်ဖက်မှာလည်းယာနာဂီကသူ့နောက်ကိုကနေဒါရောက်လာတဲ့အတွက်သဘောကျနေခဲ့ပြီးတော့အကွေးတွေမှာနီးစနစ်ကောင်းတဲ့သူချင်းချင်းတွေ့ကျင်နေခဲ့ပါတယ်ရှေ့လာမဲ့လမ်းမှာအကွေးတွေကိုနေရာမပေးဘဲအမြန်လုံးကိုပဲဦးစားပေးပြီးတော့86ကိုချမ်းထားကျင်နေခဲ့ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ပါတနာကသတိထားဖို့လှမ်းပြောနေခဲ့ပြီးတော့86ကိုနောက်ကနေလေဖီယားနဲ့ပေါ်ရှဲကားကတွန်းပေးနေတာလို့လည်းပြောနေခဲ့ပါတယ်ယာနာဂီကလည်းလမ်းမပေးဘဲအချိန်ကုန်မောင်းနေခဲ့သူတို့ကနေဒါတို့ကလည်းနောက်ကနေအမိလိုက်နေခဲ့ပါတယ်ကျန်တဲ့သူတွေကသာကြောတက်မှုတွေနဲ့အပြင်းထန်ပြိုင်နေကြပြီးတော့ရှေ့သုံးအဖွဲ့ကတော့ဘာလို့ရှားမှုမှမရှိဘဲနဲ့တည်ငြိမ်နေခဲ့ပါတယ်ကနေဒါတို့ကလည်းယာနာဂီနောက်မှာပဲရှိနေခဲ့သလိုကိုကီကလည်းဒိုင်ကိုနောက်ကိုမှီအောင်လိုက်နေခဲ့ပါတယ်ကျင်းညာသူတွေကလည်းကိုကီရဲ့စမ်းဆောင်ရည်ကရန်ကောင်းလုံးတဲ့အပြင်ကြောက်စရာကောင်းအောင်မောင်းပြတဲ့ပုံစံတွေကြောင့်အပြာရောင်ကြီးတန်းတောင်လိုတောင်မှတင်ထားခေါ်နေကြပါတယ်တစ်ဖက်ကယာနာဂီကလည်းအကောင်းဆုံးထိန်းထားနိုင်ခဲ့ပြီးအကွေးတွေမှာလည်းအတွင်းဘက်လမ်းကြောကိုနေရာလုံးမရအောင်လှုပ်ထားပေမဲ့ကနေဒါကအပြင်ဘက်လမ်းကြောကနေကြော်တက်ဖို့ရှင်းပေါင်းလာခဲ့တာကြောင့်ယာနာဂီအနေနဲ့ခဏတာမှင်သက်သွားခဲ့ရပါတယ်ဒါပေမဲ့လည်းဒီလိုလှုပ်လိုက်ရုံနဲ့ကြော်နိုင်မှာမဟုတ်ဘဲနဲ့သူ့ထက်တောင်လှုပ်ပြနိုင်မှာရမယ်ဆိုပြီးတော့နှစ်ယောက်လုံးကလည်းရှော်မပေးဘဲနဲ့ရှင်းပေါင်းနေခဲ့ကြပါတယ်နောက်ကဘဂင်ပန်ဝါကလည်းယာနာဂီဘာလို့အစိမ့်တွေကောင်းနေတာလဲဆိုတာကိုခုတော့သိလိုက်ရပြီ။ဘာဖြစ်လို့လဲဆိုတော့ကနေဒါကိုတော့အကိုတွေမှာရှင်းမောင်းနိုင်တဲ့အတွက်ကြောင့်ပါ။ဒီလိုနဲ့ရေတကုံကိုဖြတ်မောင်းတဲ့နေရာကိုရောက်လာကြပြီးနှစ်ယောက်လုံးကရေစီးရကြောင့်နောက်တရားတွေဆွဲရမရှိတော့ဘဲနဲ့ဟန်ချက်အနှဲငယ်ပြက်နေကြပေမဲ့လမ်း6တာနဲ့ကားကိုကနေဒါကချက်ချင်းပြန်ထိန်းလိုက်ပြီးတော့အရှိန်မြန်တင်လိုက်တာကြောင့်ယာနာဂီတယောက်ကတော့အကျော်ခံလိုက်ရပါတယ်။ကျင်းညာသူတွေကလည်းဒီအဖြစ်အပျက်ကိုတေချာပြန်ရှင်းပြနေခဲ့ပြီးကနေဒါရဲ့စမ်းဆောင်ရည်ကိုလည်းသဘောကျနေခဲ့ပါတယ်။ဆက်ပြီးတော့လည်း MFG ကထိပ်တန်းကားသမား3ယောက်ထဲမှာအခြားတစ်ယောက်ကိုထိခိုက်အောင်လုပ်ဖို့ဘယ်တော့မှမတွန်းဆုတ်ကြတဲ့ဘဂင်ဘန်ဝါနဲ့ကိုကီတို့နဲ့ရှင်းလိုက်ရင်ကနေဒါကတော့စန့်ကျင်ဘက်ပဲလို့ပဲပြောနေခဲ့ပါတယ်။ပြိုင်ပွဲကလည်းအလှည့်ပြောင်းနေတဲ့စိတ်ဝင်စားစရာကောင်းလာခဲ့သလိုအိုင်ဘာကလည်းနောက်ကျင်ပန်ကနေကနေဒါကိုမြင်နေရတာကြောင့်သူ့ဆန္ဒတွေပြီးတော့မယ်ဆိုပြီးတော့သဘောကျနေခဲ့ပါတယ်။ဘဂင်ဘန်ဝါကလည်းကနေဒါရဲ့လင်းမြန်ပြီးတိကျတဲ့လှုပ်ဆောင်မှုတွေကြောင့်ကနေဒါကိုအထင်ကြီးနေခဲ့ပြီးတော့ကနေဒါကကြော်တက်မှုလှုပ်တိုင်းမှာသူ့ရဲ့တုံ့ပြန်ချက်တွေကတဘာဝတိုင်ဖြစ်နေတာကြောင့်အခုချိန်ဒီကနေဒါလိုကားသမားမျိုးကိုမတွေ့ဘူးသေးဘူးဆိုပြီးချီးကျူးနေခဲ့ပါတယ်။အိုင်ဘာကလည်းအနိုင်ရှုံးဆိုတာထက်ကနေဒါနဲ့အကျိတ်နဲ့ပြန်ရင်နေခဲ့တာကြောင့်ဒါကသူတို့နှစ်ယောက်ကြားကရှင်ပြိုင်မှုလို့လည်းသတ်မှတ်ထားပါတယ်။ဒီပိုင်းကတော့ဒီမှာလည်းပြီးသွားခဲ့ပါပြီ။အားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။